Hello brother တို့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ NDE ထွက်မဲ့နေ့ဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ brother အနေနဲ့ NDE မှာပထမဆုံးအမှားမလုပ်မိအောင်လို့ကျွန်တော်လာပြီးတော့သတိပေးတာပဲဖြစ်ပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ brother တို့အနေနဲ့ NDE ကိုစပြီးတော့ဝင်တာနဲ့ကျွန်တော်တို့reward တွေပေးမှာပေါ့နော် reward ဆိုတာဘာလဲဆိုတော့ draw တွေသူ့ရဲ့ဘယ်ဟာ draw လုပ်လို့ရမယ့်ဟာတွေပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာပါဟုတ်ပါတယ် draw အားလုံးပေါင်း total 480အပြင်မှာသူကပုံရင်လဲပုံနိုင်တယ်လို့တော့ပြောထားတယ်ပေါ့နော်အဲ့တော့ brother အနေနဲ့ဒီ draw တွေကိုဘယ်လိုလုပ်သင့်လဲဘယ်လိုကင်တွယ်သင့်လဲ early game မှာ brother အနေနဲ့ extra 2កောင်နဲ့ဘယ်လိုဖြစ်အောင်ဆော့လို့ရလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ပြောချင်တာကတော်တော်လေးကိုများပါတယ် review ကလည်းအဲ့တော့ brother အနေနဲ့ဒီ early ဘိုင်းမှာလည်းAsran နဲ့ဆော့လို့ရအောင်ကျွန်တော်ပြောပြပေးမယ်ပေါ့နော်အခုအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ brother အနေနဲ့အဲ့ draw မှာပထမဆုံးဒီ15 draw ပေါ့နော်50 draw ပြည့်တာနဲ့ brother တို့ Asran တကောင်ဆက်လက်လုတ်ခိုင်းပါလိမ့်မယ်အဲ့ချိန်ကျရင် brother တို့အနေနဲ့အလောကြီးပြီးတော့ Asran တကောင်ကိုကြိုက်တဲ့တကောင်ကြီးကိုတွားပြီးတော့မရွေးလိုက်ပါနဲ့ဘာလုပ်မလဲဆိုတော့ brother တို့အနေနဲ့အဲ့ဒါကိုခဏထားပြီးတော့မရွေးသေးပဲနဲ့ brother တို့အနေနဲ့ဒီ90အထိစောင့်ပေါ့နော်90မှာဆိုရင်တော့ guaranteeing assurance တကောင်ပေးမှာပဲဖြစ်တယ်အဲ့တော့အဲ့ချိန်ညမှာ तू က draw တွေကနေမှာ assurance တကောင်ပေးကြမှာ brother အနေနဲ့assurance ကိုယူပြီးတော့ဒီ assurance ကိုရပြီဆိုမှ brother အဲ့နောက်ထပ်မတူတဲ့ assurance ကိုဆက်လက်လုပ်တာအကောင်းဆုံးပဲလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ assurance အကယ်၍ brother ရွေးပြီးသားကောင်ကြီးနာထပ်ပေါက်လိုက်ရင် brother ရင်နာမှာပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကတော့ဒီ draw တဲ့အချိန်မှာသတိထားစရာတစ်ခုပေါ့နော်နောက်တစ်ခုကကျတော့ဒီ game ထဲမှာဘာလဲဆိုတော့ Hunter level နဲ့ appreciation level ဆိုပြီးတော့နှစ်ခုခွဲထားတယ် Hunter level ကတော့ brother အနေနဲ့ပုံမှန်အတိုင်းပဲဒီGenshin Impact မှာလိုမျိုးပဲ gate တွေဝင်ပြီးတော့အဲ့လိုမျိုးပေါ့နော် level Hunter level up လို့ရတယ် Hunter level ကဘယ်လို increase မလဲ appreciation level ကHunter level ပေါ်မူတည်ပြီးတော့ဘယ်လို increase မဲဆိုတာတော့ကျွန်တော်ဒီမှာပြထားပြမှာပဲဖြစ်ပါတယ်အဲ့တော့ brother တို့ game ထွက်တာနဲ့ extra 2កောင်နဲ့ပြီးလိုက်တော့เนาะအဲ့တော့ပြီးတော့ brother တို့အနေနဲ့ဒီထက်ကနေပြီးတော့ game ထဲမှာပေါ့เนาะ game ထဲကပတ်စံများအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့တင်ပေးပါအောင်မယ်အဲ့ဒါကတော့နောက်တဲ့ဗီဒီယိုမှာတင်ပေးမှာဖြစ်တဲ့အတွက် brother တို့အနေနဲ့ like and follow လုပ်ဖို့လည်းမမိခဲ့နိုင်အောင်เนาะအားလုံးကျေးဇူးတင်ပါတယ်